မောင်လေးတို့မိသားစုနေအိမ်အဟောင်းကြီးတစ်ခုစီပြောင်းလာခဲ့ကြတယ်။အိမ်ကြီးကခက်ညားပေမဲ့ညဘက်ဆိုရင်တော့အခန်းတောက်တိုင်းမှာတိတ်ဆိတ်ခြင်းတွေနဲ့လှုပ်ဝဲချက်တွေရှိနေသလိုပဲ။မောင်လေးရဲ့အခန်းထဲမှာတော့ထူးဆန်းတဲ့သက်သားပကုပောင်ခေါ့ထားတဲ့မှန်ချက်ကြီးတစ်ချက်ရှိနေတယ်။အဲ့ဒီမှန်ကဖုံတွေတက်နေပေမဲ့သူ့ကိုတခုခုကဆွဲဆောင်နေသလိုမောင်လင်းခံစားနေရတယ်။ပထမဆုံးညမှာပဲမောင်လင်းကတခုခုထူးဆန်းနေတာကိုတတိထားမိလိုက်တယ်။သူမျက်နှာသစ်ပြီးမှန်ထဲကိုကြည့်လိုက်တဲ့အချိန်မှာမှန်ထဲကသူ့ပုံရိပ်ကလှုပ်ရှားမှုတစ်စက္ကန့်လောက်နောက်ကျနေတာကိုမြင်လိုက်ရတယ်။သူလက်မြောက်လိုက်မှမှန်ထဲကပုံရိပ်ကတုတ်ဆိုင်နဲ့လက်မြောက်တာပါ။ငါပင်ပန်းလို့မျက်စိမာတာနေမှာပါလို့သူကိုအားပေးလိုက်ပေမဲ့ရင်ထဲမှာတော့ထိတ်ခနဲဖြစ်သွားခဲ့တယ်။အဲ့ဒီညမှာမောင်လင်းအိတ်လို့မရတော့ဘူး။အခန်းတောက်ကမှန်ကြီးထဲကနေတစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေသလိုခံစားချက်ကြီးကကြည်ဆိုးနေတယ်။အခန်းထဲမှာလေထူးကလည်းအေးစိတ်လာပြီးအသက်ရှူရတာလေးလံလာသလိုပဲသူဆောင်ကိုခေါင်းပြီးချုပ်ထားပေမဲ့မှန်ရှိရာဖက်ကိုခဏလှက်ကြည့်မိနေတော့ပဲဒုတိယညမှာတော့ကြောက်စိတ်ကိုအောက်အေးပြီးမှန်ရှိကိုသူသွားရလိုက်ပြန်တယ်။မောင်လေးရဲ့မျက်နှာကကြောက်ရွံ့မှုကြောင့်ဖြူဖြော့နေပေမဲ့မှန်ထဲကပုံရင်ကတော့သူ့ကိုစိုက်ကြည့်ပြီးပြုံးပြနေတယ်။အဲ့ဒီအပြုံးကဖော်ယူတဲ့အပြုံးမဟုတ်ပဲသွေးအေးနဲ့လှောင်ပြောင်နေတဲ့အပြုံးကြီးပါ။မောင်လင်းကြောက်လက်တကြားနောက်ကိုဆုပ်လိုက်မိတယ်။မောင်လင်းလည်းကြောက်လန့်နဲ့အဝတ်စအမဲကြီးတစ်ထည်ကိုယူပြီးမှန်ကြီးကိုဖော့အုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့လက်တွေကတုံရင်နေပြီးမှန်နာကပ်သွားတဲ့အခါမှန်ထဲကပုံရိပ်ကသူ့လှုပ်ရှားမှုကိုလိုက်မလုပ်တော့ဘူး။အဲ့ဒီအစားမှန်ပြင်ပေါ်ကိုလက်တင်ပြီးမင်းကငါ့နေရာကိုလာရမှာလို့ပြောနေသလိုမျိုးမောင်လင်းကိုအညွတ်တကြီးစိုက်ကြည့်နေတော့တယ်။တာရီယာမြောင်ညမှာတော့မောင်လင်းကအိမ်မက်ထဲမှာလမ်းလျှောက်နေသလိုမျိုးမှန်ရှိကိုပြန်ရောက်သွားပြန်တယ်။သူ့စိတ်ကိုသူမထိတ်ချုပ်နိုင်တော့ပဲလက်ချောင်းလေးတွေနဲ့မှန်ပြင်ကိုထိလိုက်မိတဲ့အခါမှန်ကမာကြောမနေတော့ဘူး။ရေပြင်လိုမျိုးပြော့ဣပြီးလှိုင်းကရဲတွေထောက်သွားတာကိုသူမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲမှန်ထဲကပုံရိပ်ရဲ့လက်တစ်ဖက်ကမှန်ပြင်ထဲကနေရုတ်တရက်ထွက်လာပြီးမောင်လင်းရဲ့လက်ကောက်ဝတ်ကိုချက်ပါအောင်ဆုပ်ကင်လိုက်တယ်။မောင်လင်းလက်အော်ကိုကြိုးစားပေမဲ့အတန်ကလက်ချောင်းထဲမှာတင်ပျောက်ရှနေတယ်။မှန်ထဲကအဲ့ဒီငူးရင်ကမောင်လင်းကိုမှန်ထဲကအမောက်ထုထဲကိုအားနဲ့ဆွဲသွင်းနေတော့တာပဲ။မောင်လင်းရဲ့ကိုယ်တဝဲကမှန်ထဲကိုရောက်သွားပြီ။သူမြင်နေရတဲ့ကဘာကြီးကအယောင်အစင်းမရှိပဲအေးစိတ်နေတဲ့အမောက်ထုကြီးပဲ။တစ်ဖက်မှာလည်းမှန်ထဲကပုံရိပ်ကမောင်လင်းရဲ့နေရာကိုအစားထိုးဖို့အပြင်ဖက်ကိုအတင်းတိုးထွက်နေတယ်။သူတို့နှစ်ယောက်နေရာချင်းလဲလှယ်နေကြပြီဆိုတာမောင်လင်းသိလိုက်ရတယ်။ခဏအကြာမှာတော့အရာအလုံးတိတ်ဆိတ်သွားတယ်။မှန်ထဲကပုံရိပ်ကမောင်လင်းရဲ့အခန်းထဲမှာအောင်နိုင်သူတယောက်လိုရပ်နေပြီ။သူကမောင်လင်းရဲ့အဝတ်စားတွေကိုတရပြန်ပြေးပြီးမှန်ထဲကိုလှောင်ပြုံးနဲ့တစ်ချက်ကြည့်လိုက်တယ်။သူဟာအခုဆိုရင်မောင်လင်းအစ်စ်အဖြစ်နဲ့လူလောကထဲကိုခြေလှမ်းလိုက်ပြီ။မောင်လင်းအစင်းကတော့မှန်ချက်ကြီးရဲ့အတွင်းဖက်အေးဆက်တဲ့အမောက်ထုထဲမှာပိတ်မိသွားခဲ့ပြီ။သူမှန်ပြင်ကိုအောက်ကိုထုရိုက်ပြီးအော်ဟစ်နေပေမဲ့အပြင်ဖက်ကိုဘာအသံမှမထွက်တော့ဘူး။သူဟာအခုတော့မှန်ထဲကပုံရိပ်အသစ်ဖြစ်သွားပြီးသူ့နေရာမှာဝင်နေတဲ့တစိမ့်တစ်ယောက်ကိုအောက်900မဲ့စွာငေးကြည့်နေရပါတော့တယ်။